ဒါလေးညာကဝေးလိုက်ပြီးတော့တွေ့ရတယ်ဒီမှာမေးတာအဲ့ဒီမေးတာကလည်း energy တွင်းနေတောက်ဘူးလေဟုတ်ကိုကမဟုတ်ဘူးဆိုကြအောင်ဘာအထောက်ထားနဲ့ပြောလိုက်တယ်ကျမအထောက်ထားရှိတယ်ပြောပါတော့လည်းမဟုတ်ဘူးဆိုကြပြောပြတူအောင်ထောက်ထားနဲ့ပြောဟုတ်ကဲ့ဆောက်ကြိုက်တော့ခေချင်ကြိုက်ဝေးခေချင်မင်းကိုတော့တင်ရထဲပြီတော်ပြီကောင်းမင်းရဲ့စားပလာဆိုတော့သူကတိတိမှဆောက်တော့များကောင်းတယ်အဲ့ဆိုကြည့်ကိုနောက်တလေးကျရင်ချစ်စိတ်လိုက်တယ်နော်ကိုကတော့ကိုကလည်းကြားတယ်ဘာမှဆိုကောင်းနေပြီတော်တော်ကောင်းနေဆိုစားစီနေတာကျမတို့ healthy food တွေပဲကြည့်ရမှာနော်တော့နေ healthy food ပဲစားကြရနော်ဟုတ်တယ်ဟုတ်တယ်လေကိုလောက်တာဟုတ်တာပေါ့ကြည့်လိုက်လို့ဘယ်လိုကောင်းလဲကိုဒီနားမှာချတာကိုပဲမချတာဒီကိုဟိုတဲ့တော့ပြအဲ့တော့ဘာလို့ခေါ်လဲဟုတ်တယ်ဒီကကြမ်းဘူးလို့ပြန်တော့ဟုတ်ကဲ့ကျစားမှာတော့ဒါကြည့်ဟုတ်ကဲ့ဆက်လို့တော့ပြောနားတော့ကိုနားတော့ကျက်ဥရဲ့တခွားသီးရဲ့ထောက်ပတ်သီးရဲ့ပဲဟုတ်တယ်ဂျင်းကြီးလည်းထည့်မယ်အဲ့ဒါရဲ့ဂျင်းကြီးရဲ့ထောက်ပတ်သီးကျက်ဥတခွားသီးဂျင်းကြီးထဲမပေးဘူးနော်အဲ့ဒါကိုညာလားအဲ့ဒါကိုညာလားရပါဘူးစားလိုက်အားကြသိတယ်ငါကဟုတ်ကဲ့ဒီမှာလူချက်ကအရင်တက်ခင်မှာသူ့စတဲ့နိုင်လိုက်ငါကစားနေနေတယ်အရင်ပြတယ်ပြတယ်ကိုပြတ်ကိုချက်နားလေချက်ခွားပြီခွားရင်ကြည့်တယ်နော်စခွားပြီခွားရင်ထဲလိုက်တော့ပတ်တီကောင်းအောင်စိတ်တော့ပတ်တီတော့ကနေတယ်ထဲမယ်တော့ဒီစပါးပြီးနေဒီဘက်ကတော့အိုးပေးအဲ့ဒါကိုဖွင့်ကန်တော့ချုံရင်းနဲ့ထိုးလိုက်ဒါအဟောင်းတော့ပတ်တီအဟောင်းကောင်းပါပြီလားကောင်းတယ်နော်ကောင်းတော့မှာဆရာကြီးကလည်းလာတာဘယ်လိုလဲတင်တော့အတမ်းပါဘယ်လိုတင်လာလဲဆရာကြောက်ကိုရှင်းနေတယ်ကြောက်ဒီတိုင်းထိုင်ကြောက်ယူနေတာထဲမှာကြောက်တော့လေးကျဲလဲဆိုတော့အဲ့ဒီကစမ်းကမိနေတယ်ပြည့်လို့ရှိမယ်ကမိတာအရင်ကပါလေတော့ကြာတာနောက်တော့ရမ်းစုပ်ပါတယ်နော်ဒီကအဲ့ဒါတင်ကောင်းပါမယ်ခမင်းမအဲ့ဒါတင်ကောင်းပါအဲ့ဒါဟုတ်တာ no ပြီးတော့တခြားတော့အဲ့ဒီဝင်နေဟောမှာတော့နေကျတော့ဒီမှာနားတာဟုတ်နော်စီစီကလေးတော့ဘာဖြစ်လဲရေးစီလေးပဲဒီမှာပြရှင်းပါပြမယ်။အိုးဝါအရင်ကောင်းပါလေရှင်ဒီမှာဟုတ်ကဲ့ဒီနှစ်ခုကကျမဟာပါဒီနှစ်ခုကအကျမယောက်ျားဟာပါဒီမှာမင်းနဲ့ရေးစားတော့လောက်ပြီးလို့ရဘူးလားနှစ်ခုပဲလားကြည့်ကြလေပြဒါပုံမှန်မဟုတ်တော့ထောက်ပတ်စီတော့များမိုက်တယ်တော့ခိုင်းတယ်ကျုပ်ကြည့်လေးစောင်းကောင်းโอเคအဲ့လိုထောက်ထားတာနော်ဒီမှာဒီမှာဒီလိုလည်းမရဘူးတော့ကျန်တော့ထောက်ထားနေတာကောင်းပါလေကျမစားတာပါအဲ့တော့နည်းနည်းပါတဲ့ဟာလေးကတော့စားတာပါဆောင်းမိုက်လိုက်တော့ဒီမှာလေကစားတော့ဒီအလေးကိုထိုးလိုက်တော့ပြီစားကြမယ်对，我送那种啊。Cheers. Cheers. ဒါကနာမည်ပေးမယ်အာဗိုကာဒိုလို့ပေးမယ်အာဗိုကာဒိုများလို့ဒါတော့အဲ့လေးလေးပေါ့နော်သူကျွေးလိုက်ပါတယ်အဲ့လေးလေးတော့လာပါရောလေး Is it just me or does anybody feel the way that I feel they're just not being real tell me is it just me or is anybody thinking all the same shit they're just not saying it or is it just me is it just me weddings are outdated the show friends was overrated I think rich kids have it easy and PDA is creepy being enough for my two people my age make me nauseous I think marijuana is classy they doing
ကောင်းပါတယ်